ဖိုက်တာလိုလန်းရှောက်နေတာကတော့အိတ်ဖောင်းလို့စိတ်ပြောင်းနေတဲ့နေ့ရက်နာလွယ်ပဲဖြစ်ပါတယ်ဒီနေ့ကတော့အိုဆာကာနီပွန်ဘာရှိမှရှိတဲ့ထိုင်းဆိုင်ကိုသွားစားမှာပါစားချင်တာကတော့ခါနီတိုးလောက်ခုပါအိတ်ဖောင်းပေမဲ့ခါနီစားနိုင်လောက်တဲ့အထိတော့အိတ်ဖောင်းမနေပါဘူးဆိုတော့အမြဲတမ်းစားနေကြထိုင်းဆိုင်ကိုသွားပါတယ်ဆိုင်က9နာရီခွဲရနေပြီးတော့ည2နာရီထိဖွင့်တာပါအဲ့တော့ဆိုင်ထဲကိုဖိုက်တာရုံနဲ့ဝင်ချလာပြီးအော်ဒါမှာပြီးတော့ပေါက်ကက်ရေလို့ရင်ထိုင်ဆောင်နေပါတယ်မှားထားတာကတော့ကွစ်တီယိုနဲ့ဝတ်သားကြော်ပါဒီဆိုင်ကကွစ်တီယိုကအရန်ကိုကောင်းပါတယ်မျက်ရည်ကျလောက်တဲ့အထိကိုကောင်းတာပါအဆက်လည်းပဲရွေးပြီးတော့စားလို့ရပါတယ်2ယောက်နဲ့အထက်ဆိုလို့ရှိရင်တော့ဒီပဲထိုင်လို့ရပါတယ်ညီမတို့က2ယောက်တည်းဆိုတော့ကောင်းတာမှထိုင်ရပါတယ်အဲ့ဒါနဲ့ရောက်လာပြီပေါ့နော်ရောက်လာပြီဆိုတော့မြင်တဲ့အတိုင်းမှာပဲအရန်စားချင်စရာကောင်းပါတယ်တားရည်လည်းအများကြီးပါပဲဆိုတော့စားပါတော့မယ်အခုရှိရလေးကောင်းတာခုံကကြတော့ချူဝိုးနဲ့ကတ်နေရဆိုတော့လေအရန်ညှော်ပါတယ် maybe ညီမဝတ်သားကြော်မှလို့လားတော့မသိဘူးပေါ့နော်အဲ့ဒါကြော်တာတအားညှော်ရလို့ခံစားလိုက်ရတယ်အရင်ခက်တွေလာတော့မှကြာညီမဒီတင်မော်တီတောင်းစားရပေါ့နော်တင်မော်ရောင်းဆိုလဲဒီကနန်းထည့်ပြီးထောင်းတာတော့ပါတော့အမျိုးမျိုးရှိရရွေးချက်လို့ရရပေါ့နော်ပြီးတော့ဒီဆိုင်ကတုံရမ်းစုလဲတော်တော်လေးကောင်းပါတယ်ပို့ပြီးတော့အရသာရှိရှိစားခြင်းနီလန်းလေးတစ်ခုပြောပြပါမယ်ခွန်ကျွေးမယ်ရီစားလေးရှိရင်ပို့ပြီးတော့အရသာရှိပါတယ်တကယ်ပြောတာပါဝါအရသာရှိမရှိကျမရကိုသာကြည့်အော်ပလီပလာရေပြောနေရတဲ့ဈေးနှုန်းပြောဖို့မိသွားတာဈေးနှုန်းတွေက1200 1300ဝန်းကျင်လောက်ပါပဲဆိုတော့ပြန်มาတော့မယ်ကောင်မလေးကဘလော့ကာတာဖြစ်ချင်တာဘာမှမလုပ်တတ်ပါဘူးပဲပဲစွတ်များအနေရပါအမားတို့ကျမကိုဘလိမ့်မမစင်စားကြပါနဲ့ကျမပဲများကျမသိပါတယ်ဒီတစ်ခေါက်ညီမရဲ့ဗီဒီယိုလေးကတော့နည်းနည်းလေးရှည်သွားတဲ့အတွက် sorry ပါရှင်အဆက်ပြေမချတောက်ပြီးတော့အိမ်ပြန်ပါပြီတတပါ